9 မိနစ်ပဲလို့လေသွားတယ်9 မိနစ်လို့လေဟဲ့သားဒါဆိုရင်နှစ်ပါးသိမ့်ဖို့9 မိနစ်ပဲလို့တော့တယ်ကဲသိမ့်စရာရှိတယ်သိမ့်လိုက်တော့သိမ့်တော့လေတကယ်ပဲ9 မိနစ်ပဲလို့တော့လားဗျဝဲပြီးတော့မေငါမင်းလို့သူရဲ့ကျွန်တော်ရဲ့ခွဲရတော့မေရင်နဲ့သိလို့လို့နောက်တစ်ခါထပ်ဆုံးမရသေးတိတ်ဆူတောင်းရင်ကိုရမလို့နှစ်ပါးတော့ပြီးပြန်တော့မေဆိုထရင်ငါဖို့ဒီတစ်ချမ်းလေးမဆုံးသေးခြင်းဘူးခံစားပွဲပြီးတော့မေငါမနေလို့တိတ်ဆူတောင်းရင်ကိုရမလို့နှစ်ပါးတော့ပြီးပြန်တော့မေဆိုထရင်ငါဖို့ဒီတစ်ချမ်းလေးမဆုံးမချင်းဘူးခံစားပွဲပြီးတော့မေငါမနေလို့ဒီနိုင်မေဆိုကျွန်တော်ရင်ထဲမှာနိုင်လက်တယ်လေးများခဏလောက်ရနိုင်ငယ်သူနဲ့ဆုံးစည်းရလိမ့်ပေါ်ရလိမ့်မယ်